ရိသတ်များအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ဒီနေ့ Football Lifestyle Season ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ပါတယ်ရှင်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော်ဒါကျွန်တော်တို့တောင်ကိုရီးယားနိုင်ငံကဘောလုံးသမားတဦးရဲ့ကား collection ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒါသူကတော့အာရှမှာဒါပထမဆုံးရွှေဖနက်စုကိုရရှိထားတဲ့တောင်ကိုရီးယားဘောလုံးသမားဆွန်ဟောင်မင်ပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ပေါ့နော်ဒါဆွန်ဟောင်မင်ကမွေးရပြည်တောင်ကိုရီးယားနိုင်ငံရဲ့ရှေ့တန်းတိုက်စစ်မှုတူဖြစ်တယ်လို့မျိုးသူကလက်ရှိအခုကစားနေတဲ့ Tottenham အသင်းမှာလည်းသူကရှေ့တန်းတိုက်စစ်မှုတူဖြစ်တယ်အဲ့တော့အသက်30နဲ့အရွယ် Tottenham ကျယ်ဝင်လာဆိုရင်ဒါရိုးရိုးသားနှင်းချာနေတဲ့ပြီးတော့သူကဘောလုံးကစားလို့ရှိရင်ပေါ့နော်အမြဲတမ်းပြုံးပြော်နေတဲ့သူတူပဲဖြစ်ပါတယ်ဟုတ်ပါတယ်သူရဲ့ဒါတပတ်လောက်ခလာစာဆိုလို့ရှိရင်လည်းပေါင်3,900,000လောက်ထိကိုရရှိနေပါတယ်အဲ့ဒီလိုမျိုးတိုက်စစ်မှုကကားစုဆောင်ရတာကိုဝါသနာပါတဲ့သူတူဖြစ်ပါတယ်ဒါကြောင့်မလို့သူစီမှာဆိုရင်ပေါင်1.5သန်းလောက်တန်ကြေးရှိရဲ့အဲ့ဝယ်မော်တော်ကားတွေကိုပိုင်ဆိုင်ထားပါရဲ့ရှင်ဟုတ်ပါတယ်လန်ဒန်မြို့မြောက်ပိုင်းမှာရှိရဲ့သူရဲ့ကားခိုတောင်ထဲမှာဆိုလို့ရှိရင်လေလူအနှဲငယ်လောက်ပဲပိုင်ဆိုင်ခွင့်ရှိရဲ့ဒါ Sharper Supermodel ကားတစ်စီးလည်းရှိပါရဲ့ရှင်အဲ့တော့သူရဲ့ဒါ Sharper Supermodel ကားရဲ့ဘာဖြစ်မလဲဆိုတာအတူတူကြည့်ရအောင်ရှင်အဲ့တော့ဒါသူ့ရဲ့ Sharper Motor ကားကဒါ Ferrari LaFerrari အမျိုးအစားပဲဖြစ်တယ်အဲ့တော့ဒီ motor ကားအမျိုးအစားကိုကျွန်တော်တို့တစ်ကမ္ဘာလုံးအတွက်ပေါ့နော်ဒါ496စီးသာထုတ်လုပ်ထားတာဖြစ်ပြီးတော့ဆွန်ဟောင်မင်ကလည်းတစ်စီးကိုပိုင်ဆိုင်ထားပါတယ်ဒါပေမဲ့ပေါ့နော်ဆွန်ကားကဒါပုံမှန်သူစီးနေကြအနီရောင်ကိုစွန့်ပစ်ပြီးတော့အနက်ရောင်ကိုရွေးချယ်စီးနှင်ဖို့ကိုသူဆုံးဖြတ်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဒါမှသူတို့ရဲ့မဟာပြိုင်ဘက်အာဆင်နယ်ကြောင့်မလို့အနီရောင် Ferrari ကားကဒါစီးဖို့မတင်ဘူးဆိုပြီးတော့ Tottenham အသင်းအကြီးအကဲတွေကသူ့ကိုတိုက်တွန်းလို့ပဲဖြစ်ပါတယ်အဲ့တော့ဒီ Premier League ကစားသမားတဦးဖြစ်နေတဲ့တောင်မှပေါင်1.1တန်းကျော်တန်ကြေးရှိတဲ့ဒီလိုကားမျိုးကိုဝယ်ယူနိုင်ဖို့ဆိုတာကအချိန်ကာလတစ်ခုကြာအောင်လို့ပေါ့နော်ငွေစုရမှာပဲဖြစ်ပါတယ်ဒီလိုတန်ကြေးမြင့်မော်တော်ကားအမျိုးအစားကိုအီတလီနိုင်ငံအခြေစိုက်ကုမ္ပဏီကထုတ်လုပ်ထားတာဖြစ်ပြီးတော့ဒါဝယ်ယူစင်းနဲ့လိုသူတွေအတွက်ကပေါ့နော်ဒါ Ferrari အမှတ်တစိမ့်နဲ့ရင်းနှီးကျွမ်းဝင်တဲ့သူတွေဖြစ်ဖို့လိုပါတယ်ဟုတ်ပါတယ်ဒါပြောချင်တာကပေါ့နော်ကျွန်တော်တို့ကဒီကားမျိုးစားကိုဒါဝယ်မယ်ဆိုလို့ရှိရင်ဝယ်ချင်တယ်ဆိုလို့ရှိရင်အရင်တော့ကဒီ Ferrari အမတ်တစိတ်မော်တော်ကားကိုပိုင်ဆိုင်ရဘူးမှာဖြစ်ပါတယ်တချို့ဒီသတင်းတွေအရဆိုလို့ရှိရင်ဒီကားကိုပိုင်ဆိုင်ခြင်းတယ်ဆိုလို့ရှိရင်အနည်းဆုံးဒါ Ferrari ကား5စီးလောက်မပိုင်ဘူးဆိုလို့ရှိရင်ဒီ free ကားကိုဝယ်ဖို့စင်းထဲမှာတော့ပါမှာမဟုတ်ပါဘူးရှင့်အဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင်ဆွန်ကသူဒီကားကိုဝယ်ယူထားနိုင်နေဆိုတော့သူကအရင်တော့ကလည်းဒါ Ferrari ကား5စီးလောက်ကိုပိုင်ဆိုင်ဘူးရလို့ပြောလို့ရပါတယ်ရှင့်ဟုတ်ပါတယ်အဲ့ဆိုဟောင်းမရဲ့ဒါအခုအနက်ရောင်ဖြစ်သွားပြီပေါ့နော်ဒီအနက်ရောင် Ferrari ကားက6.3 liter V12 engine ကိုတက်ဆင်ထားပြီးတော့2.9 စက္ကန့်လောက်မှာပဲတနာရီကိုမိုင်60လောက်အထိကိုလောအောင်လုံးရှိရဖြစ်ပါတယ်ဒါကြောင့်မလို့လဲဒါဒီကားကအမြန်ဆုံးမြန်နှုန်းကတနာရီကို228မိုင်နဲ့အတူ engine power ကလည်း950 bhp အထိကိုထုတ်နိုင်စွမ်းရှိရဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့ပါအဲ့တော့သူကပြောကြရပေါ့နော်ဥပါမီယန်ရဲ့ကားခိုထောင်မှာလဲလူမျိုးကားတစ်စီးရှိရဆိုပြောကြပါတယ်ရှင့်ဟုတ်ပါတယ်ခင်ဗျာကားကတော်တော်ကောင်းတဲ့ကားပဲနော်ဟုတ်ပါတယ်အရင်မြန်ပါတယ်228မိုင်တောင်မှပဲအမြန်ဆုံးမောင်းလို့ရတယ်ဆိုတော့အဲ့မော်ဒါသူကနော်သူ့ရဲ့ပြောမရိုးရာထွေးထုံးတန်းပေါ့နော်သူက5စီးဝယ်မှာဒီကားကိုပိုင်နိုင်မှာဆိုတော့ဒီလောက်မြန်နေဆိုတာလေဖြစ်တဲ့မှာပေါ့နော်အဲ့တော့နောက်ထပ်တစ်စီးကိုပြောပြပေးပါမယ်အဲ့တော့နောက်ထပ်တစ်စီးကတော့ Audi R8 ခုပဲဖြစ်ပါတယ်အဲ့တော့ဒါ2014ခုနှစ်မှာစွန့်ကိုသူ့ရဲ့ချစ်သူဟောင်းK-pop အဆိုတော့ဒါမီနာနဲ့အတူတူဒါအဖြူရောင် Audi R8 မော်တော်ကားအနီးမှာမြင်တွေ့ခဲ့ရပါတယ်အဲ့တော့ပေါင်3,2520နဲ့စတင်ရောင်းချတဲ့ဒီကားအမျိုးအစားကိုဆွန်အောင်မင်ကသူ့ရဲ့ကားကိုယ်တော်မှာတင်စီထားမယ်ဆိုတာကတကယ်ကိုအသေးချာပဲဖြစ်ပါတယ်အဲ့တော့ဒီကားကဆိုရင်တော့9.2 လီတာ V10 engine အမျိုးအစားကိုတက်ဆင်ထားတာမို့လို့ဒါ Audi R8 က3.2 စက္ကန့်အတွင်းမှာပဲတနာရီကိုမိုင်60နှုန်းအထိကိုမောင်းနှင်နိုင်တဲ့ကားတစ်စီးပဲဖြစ်ပါတယ်ဟုတ်ပါတယ်နောက်ထပ်တစ်စီးကတော့ Maserati Elefante ပါဆိုဟောင်းမင်းကဒီကားကိုဒါပေါင်6,000နဲ့စတင်ထုတ်လုပ်ရောင်းချတဲ့ Maserati ရဲ့ပထမဆုံးမျိုးဆက် SUV ကားကိုပိုင်ဆိုင်သူလို့ပြောလို့ရပါတယ်။ဒါမှမဟုတ်လည်းဂုံယူဖို့ကောင်းတယ်ပေါ့နော်။ဒါပေမဲ့ဒီနေရာမှာမြက်ခွက်တစ်ခုတော့ရှိပါတယ်။ဆိုဟောင်းမင်းကသူ့ရဲ့ဒါအမိမြေကိုရီးယားမှာထင်ရှားကြသူတို့ဖြစ်တာကြောင့်မလို့အီတလီမော်တော်ကားကုမ္ပဏီကနေပြီးတော့သူ့ကိုလက်ဆောင်အနေနဲ့ဒါဒီမော်တော်ကားအမျိုးအစားကိုပေးခဲ့ရဆိုပြီးတော့သိရပါတယ်။ဒါပေမဲ့ဒီ Maserati Elefante ကတော့ဆောင်းမပိုင်တဲ့တခုရဲတော့ SUV ဒါမော်တော်ကားမျိုးစားတော့မဟုတ်ပါဘူးရှင့်ဟုတ်ပါတယ်အဲ့တော့သူ့မှာပေါ့နော်ဒါနောက်ထပ်ကားရှိပါသေးတယ် SUV အမျိုးအစားဘာလဲဆိုတော့ကျွန်တော် Range Rover ဖြစ်ပါတယ်အဲ့တော့ဒါ Premier League ဘောလုံးသမားတွေရဲ့အဓိက fashion ဖြစ်တဲ့ Range Rover ကားစီးနှင်းမှုခွင့်ရေးကိုလည်းဒါဆွန်မင်ကလက်လွတ်ခံတာလုံးဝမဟုတ်ပါဘူးဒါတောင်ကိုရီးယား Star ကသူ့ရဲ့ Range Rover ကားကိုငွေမြောင်တန်းနေတဲ့အနက်ရောင်နဲ့ပေါ့နော် flank ချုံထားပြီးတော့
ဂုံယူစွာစီးနှင်းတာကိုကျွန်တော်တို့တွေမြင်တွေ့ရပါတယ်ဒီကားမျိုးစားကိုတော့ပေါင်3100လောက်ကနေစတင်ပြီးတော့ရောင်းချပေးနေတယ်ပြီးတော့ဒါဆွန်အောင်မင်းရဲ့ကားမှာကတော့အနီရောင် CRI လက်ကင်နဲ့အနီရောင်ထိုင်ကုန်တွေတက်ဆင်ထားတာကြောင့်မို့လို့ကုန်ကျစရိတ်ကပိုပြီးတော့များနေတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်နောက်ဆုံးတစ်ကားပေါ့နော်နောက်ဆုံးတစ်ကားကတော်တော်များဘောလုံးသမားတွေမှာရှိတတ်တဲ့ကားပါသူကတော့ Bentley Continental GT ပါရှင့်ဘောလုံးသမားတွေရဲ့နောက်ထပ်အသေးဆွဲကားလို့ပြောလို့ရတဲ့ Bentley Continental GT Super Motor ကားအတွက်ကိုလည်းဆွန်အောင်မင်းကပေါင်3,600,000ဝန်းကျင်အကုန်ကျခံဝင်မလေးခဲ့ပါဘူးဒီကားမျိုးစားကလည်း6လီတာနှလုံးထိုး V12 engine မျိုးစားကိုတက်ဆင်ထားလို့လီတာသမ3စက္ကန့်မှာကိုမိုင်60လောက်အထိကိုလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်အမြင့်ဆုံးမြန်နှုန်းကလည်းတနာရီကို198မိုင်လောက်အထိကိုဆွမ်းဆောင်နိုင်ပါတယ်ဒါကြောင့်မလို့ဆွန်အောင်မင်းအတွက်တော့လေ့ကျင့်ကွင်းစီကိုအချိန်မီရောက်ဖို့လိုအပ်နေတဲ့နေ့ရက်တွေမှာအဆင်ပြေစေမဲ့မော်တော်ကားတစ်စီးပဲဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့ပါအခုတော့ဒီနေ့မှာကျွန်တော်တို့တင်ဆက်ပေးခဲ့တာကတော့ဆွန်အောင်မင်းရဲ့ကား collection အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ရှင့်နောက်တစ်ပတ်မှာဆိုလို့ရှိရင်လည်း best celebrity ဒါမှမဟုတ်ဆိုလို့ရှိရင် best footballer ရဲ့ lifestyle တွေကိုတင်ဆက်ပေးဦးမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြဖိတ်ခေါ်ကြပါတယ်ရှင့်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့မှာကျွန်တော်တို့တင်ဆက်ပေးခဲ့တာကတော့ဆွန်အောင်မင်းရဲ့ကား collection အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ရှင့်နောက်တစ်ပတ်မှာဆိုလို့ရှိရင် best celebrity ဒါမှမဟုတ်လို့ရှိရင် best footballer သမားတွေရဲ့ lifestyle တွေကိုတင်ဆက်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြဖိတ်ခေါ်ကြပါတယ်ရှင့်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့အစီအစဉ်လေးကိုတော့ဒီလောက်နဲ့ပဲရှင်းထားလိုက်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ